အမျိုးသမီးတွေကိုယ့်ရဲ့တားဥကျွေတဲ့ရက်ကိုဘယ်လိုတွက်ရမလဲပြီးရင်ကလေးလိုချင်တယ်ဆိုရင်ဘယ်ရက်တွေမှာအတူတူနေရမှာလဲဆိုတာကိုဆမဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးပါမယ်ပထမဦးဆုံးတားဥကျွေတဲ့ရက်ကိုတွက်ဖို့ဆိုရင်ကိုယ့်ရဲ့ယာတီစဝန်းကဘယ်နှရက်ကြာလဲပြောချင်တာကကိုကဘယ်နှရက်တစ်ခါယာတီလာလဲဆိုတာကိုသိဖို့လိုပါတယ်တချို့သူတွေမှာ28ရက်တစ်ခါယာတီလာလဲဆိုရင်သူ့ရဲ့ယာတီစဝန်းကြာချိန်က28ရက်ဖြစ်ပြီးတော့30ရက်တစ်ခါမှယာတီလာလဲဆိုရင်သူ့ရဲ့ယာတီစဝန်းကြာချိန်ကရက်30ဖြစ်ပါတယ်ဒီယာတီစဝန်းကြချိန်ကပထမဦးဆုံးကိုယာတီစလာတဲ့နေ့ကနေနောက်ထပ်ယာတီလာတဲ့နေ့မတိုင်ခင်တရက်ထိကြားမှာရှိတဲ့ကြချိန်ကိုပဲပြောတာဖြစ်ပါတယ်။ကျမတို့ဒီယာတီစဝိုင်းကြချိန်သိပြီဆိုရင်ဒီယာတီစဝိုင်းကြချိန်တွေကနေ14ရက်ကိုနှုတ်လိုက်ရင်ရတဲ့ရက်ကဒါတားဥကျွေတဲ့ရက်ဖြစ်ပါတယ်။ဥပမာကိုက28ရက်ယာတီစဝိုင်းကြချိန်ရှိရဆိုရင်28ကနေ14ကိုနှုတ်ရင်14ရက်ဖြစ်ပါတယ်။ဒါဆိုရင်ယာတီစဝန်းကပထမဦးဆုံးယာတီလာတဲ့နေ့ကနေရီလိုက်ရင်14ရက်မြောက်နေ့မှာကိုတားဥကျွေမယ်လို့ပြောတာပဲဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ယာတီစဝန်းကြချိန်ကရက်30ဖြစ်တယ်ဆိုတော့အဲ့ဒါဆိုရင်ပထမဦးဆုံးယာတီစလာတဲ့နေ့ကနေရက်30ပေါ့နော်အဲ့ထဲကနေ14ရက်ကိုနှုတ်လိုက်လို့16ရက်ရတယ်ဒါဆိုရင်ဒီ16ရက်မြောက်နေ့ကတားဥကျွေမဲ့ရက်ပဲဖြစ်ပါတယ်ကလေးလူချင်နေဆိုရင်ကျမတို့ကဒီတားဥကျွေမဲ့ရက်မတိုင်ခင်9ရက်ပေါ့နော်အဲ့ဒီ9ရက်ကနေတားဥကျွေမဲ့ရက်အတွင်းမှာအတူတူနေတယ်ဆိုရင်တော့ကိုဝင်ရနိုင်ပါတယ်တတိအောင်ဖို့ရာခိုင်နှုန်းများနိုင်ပါတယ်ကျမကအခုဥပမာတစ်ခုနဲ့ရှင်းပြပေးပါမယ်ဥပမာအမျိုးသမီးတစ်ယောက်ကဧပြီ10ရက်နေ့ကသူယာတီလာတဲ့ပထမဦးဆုံးရက်ဖြစ်တယ်ပေါ့နော်ပြီးတော့သူကယာတီစဝန်းက28ရက်ကြာတယ်ဆိုပါစို့ဒါဆိုရင်သူ့ရဲ့တားဥကျွေတဲ့ရက်ကယာတီစလာတဲ့နေ့ကနေပြီး14ရက်မြောက်နေ့ဖြစ်မှာပါစမတင်ထားတဲ့အတိုင်းဆိုရင်ယာတီစဝန်း28ရက်ကြာချိန်တည်းက14ကိုနှုတ်ရင်14ရက်ရတယ်ဒါဆိုရင်ကျမတို့ဧပြီ10ရက်ကိုနောက်ထပ်14ရက်ထပ်ပေါင်းလိုက်တဲ့အခါမှာဧပြီ23ပေါ့နော်ဧပြီ10ကိုလည်းထည့်ပြီးတော့ရှိမယ်ဆိုရင်ဧပြီ23ဒီရက်ဒီသူ့ရဲ့တားဥကျွေမဲ့ရက်ပဲဖြစ်ပါတယ်ဒါဆိုရင်ကလေးရဖို့အတွက်အတူတူနေလို့ရတဲ့ရက်ကဘာဖြစ်မှာလဲဆိုတော့ကျမတို့ဧပြီ23မတိုင်ခင်9ရက်ပေါ့ဒါဆိုရင်ကျမတို့18ရက်နေဖြစ်မှာပေါ့နော်23နဲ့က9ကိုနှုတ်တော့18ကြမယ်ဒါဆိုရင်ဧပြီ18ကနေဧပြီ23ဒီသူဒီကလေးလိုချင်နေဆိုရင်အတူတူနေလို့ရတဲ့ရက်ပဲဖြစ်ပါတယ်အခုပြောပြသွားတာလေးတွေကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်တကယ်လို့ကိုယ့်တက်ရှုပ်နေတယ်ဆိုရင်ပေါ့နော်ဗီဒီယိုအစကနေပြန်ကြည့်ပြီးတော့နားလည်အောင်စူးစမ်းမယ်ဆိုရင်တော့ဘယ်ရက်တွေမှာတားဥကျွေးမလဲနောက်ပြီးတော့ကလေးလိုချင်ရင်ဘယ်ရက်တွေမှာအတူတူနေရမှာလဲဆိုတာသိသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ